ချစ်ပြီးရင်လွမ်း မြင်မြင်ချင်းချစ်တယ်ဆိုတဲ့စကားကိုလည်းအမကြားဘူးမှာပေါ့အမောင်မြင်မြင်ချင်းနဲ့ကကျွန်တော်ချစ်မိသွားတာဗျာ တားကလေသမီးနာမည်ပြောတော့နာမည်ကလှလိုက်တာလို့အန်တီကထင်နေတာအခုတွေ့တော့လူကလည်းလှလာပါပဲလား မမကျွန်တော်ဘယ်လိုခေါ်လိုက်လဲ မောင်လို့ခေါ်လိုက်တာလေ ချစ်ပြီးရင်လွမ်း တားတငယ်ချင်းမြတ်ရွညိုလေ तू ကအိမ်တောင်ဖြစ်တစ်ခုလမ်းမှလေ သူနာမည်တီဟန်တူမမိုင်းခင်ပုံပါ အချစ်ရဲ့ချိုမိန်ခြင်းစီနိုးခြင်းနဲ့အတူလွမ်းမောပွေဆုံးသက်တို့ကြောင့်ပရိသတ်ရင်နဲ့ရောက်ရှိစေမဲ့ဇက်ကားကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့သတင်းကောင်းလေးပါလိုက်ပါရစေရှင်ချစ်ပြီးရင်လွမ်း